ကိုလုံးကထိုးမယ်လို့မပြောဘူးလားပြောတကူလုံးထိုးမယ်ဖင်တိထိုးမယ်လို့ပြောထားတာကိုပြောပတ်ကောင်းမလို့ဟုတ်တယ်ကိုကျိန်ကျိန်မှာဟုတ်မှာကျိန်မယ်ကျိန်မှာကျိန်လို့နေထိုးပါဒါပေမဲ့ညီလေးတကယ်ကျိန်နေကြတော့အဲ့တော့ခံရမရှိဘူးကိုကြီးရဲ့ဒီကောင်ကဘယ်လိုမျိုးလဲဆိုတော့အကြောက်တဲ့ကောင်တွေပေါ့ကိုကြီးရဲ့အကြောက်တဲ့ကောင်အဲ့ထိုးနေဟုတ်ဒါဘောငါကိုကြီးမှန်တယ်ငါကိုကြောက်တယ်ကိုပြောလဲရမူးတဲ့အချိန်မှာငါလည်းတတူးရရထိုးနိုင်တယ်ရဟုတ်တယ်ငါတို့ကငါတို့လည်းစိတ်လို့ထိုးမလားရထိုးလို့ရတယ်ဟာကြိုက်ပြီကြိုက်တယ်ကိုကြီးအခုအဲ့လိုဟောပြီဒီပုံထိုင်ဒီပုံညီလေးနာခံလိုက်ပါပြောတန်စင်နဲ့ညီလေးရှင်းလိုက်ပြီအခုအဲ့လိုဒီလိုညီလေးတကယ်ကြီးစေကိုထိုးမှာကိုကြီးอ่ะတော်ကတော့စိန်ကိုလည်းပုံထိုးလို့ရဘူးရှိလားကိုပြောကိုမပြောနဲ့ကိုခေါင်းလေးပြောရတယ်ပြောတော့တော့ပါတေးရတော့အရေးကြီးอ่ะဘာရှိလဲဟုတ်ပြီကိုရတော့ညီလေးတို့လို့မတော်ကတော့ညီတို့စိန်ခေါ်တဲ့အနေနဲ့တင်မင်းကိုစိန်ခေါ်တယ်ကွာဆိုတာထိုးပေးကိုကြီးလားရတယ်ဟိုချကိုရချလားရေမမှာထိုးမယ်ညီလေးချလိုက်ကွာဟာဒီကောက်တတူးထိုးတာလေကွာမနာလိုက်တာကွာမနာဆုံးပဲကိုကြိုက်တယ်ကိုတင်မင်းကိုစိန်ခေါ်